relationship တစ်ခုမှာအားပေးတဲ့ချစ်တူဖြစ်ဖို့အရင်အရေးကြီးရပေါ့နော်လူတစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်အချိန်တစ်ခုရောက်တယ်ရောက်လာတယ်ဘာဖြစ်လို့လူတွေအများကြီးအချိန်တစ်ခုရောက်ရင်ပြတ်ဆဲသွားလဲဆိုရင်တစ်ယောက်နဲ့တစ်ယောက်အားပေးတဲ့အရာမရှိတော့လို့ဖြစ်တယ်ကျမကရင်တော့ဘယ်လိုမျိုးလူထဲမှာပါလဲဆိုကျမအရင်ညီးတွားတတ်တာကျမရဲ့ first relationship တွေတိုင်းကိုကျမပြန်ကြည့်လိုက်လို့ရှိရင်ကျမအမြဲတမ်းလေတစ်ခုမဟုတ်တစ်ခုကျမညီးတွားတဲ့အကျင့်ရှိခဲ့ပေါ့နော်ဒါပေမဲ့ကျမကိုအဲ့လိုညီးတွားတဲ့လူတယောက်ကိုဖြစ်လို့ဖြစ်နေမှတော့ကျွန်တော်မသိခဲ့ဘူးအမြဲတမ်းကျမ complain တက်တဲ့လူဖြစ်တယ်ဥပမာကျမတစ်ခုလုပ်ပေးရဆိုလို့ရှိရင်လည်းကျမကျေးဇူးတင်ရမယ်အစားကျမဒါရဘာဖြစ်လို့ဒီလိုမျိုးတွေလုပ်ပေးတာလဲဒါကျမမကြိုက်ဘူးအဲ့လိုမျိုးကျမစီကထွက်တဲ့အရာမှန်တယ်များကျမရဲ့ relationship မှာတစ်ဖက်လူကဘယ်လောက်ကောင်းတာလုပ်ပေးကျမအမြဲတမ်းကျမအပြစ်တင်တယ်ညီးတွားတယ် blame တယ်ပေါ့နော်အဲ့လိုမျိုးကျမသူများကို negative ပြောတတ်တဲ့လူဖြစ်လို့ဖြစ်နေမှတော့ကျွန်တော်ကိုမတိခဲ့ဘူးပေါ့နော် relationship တစ်ခုမှာတယောက်နဲ့တစ်ယောက်အားပေးတဲ့ခြင်းကကျမတို့ကိုတယောက်နဲ့တစ်ယောက်တိဆောက်ပေးနေတယ်ဆိုတဲ့ဟာလေးကိုကျွန်မဒီနှစ်ပိုင်းမှာနားလည်ခွင့်ရတယ်ပေါ့နော်ကျွန်မရဲ့တငယ်ချင်းတယောက်ကကျွန်မကိုဘာပြောပြဘူးလဲဆိုရင်သူ့ကောင်လေးကပေါ့နော်သူ့ကိုအရန်ချစ်တယ်အရန်လည်းအလိုလိုက်တယ်ဒါပေမဲ့တဲ့သူ့ကောင်လေးကသူ့ကိုဘယ်တော့မှအဲ့လိုအားမပေးသူ့ဆိုကလေးတယောက်လိုဆက်ဆက်နေပေါ့နော်ဘာလဲဆိုရင်သူ့မှာ idea ကောင်းနေအများကြီးရှင်ငါဒါလေးလုံးကြည့်လိုက်ရင်ကောင်းမယ်ထင်တယ်သူကသူ့ကောင်လေးကိုတိုင်ပင်တဲ့အခါမှာသူ့ကောင်လေးကဘာပြောလဲဆိုလုံးနေပါနဲ့နင်လုံးလည်းအောင်မြင်မှာမဟုတ်ပါဘူးနင်ရလားသူကအဲ့လိုအတိုင်းဝိုင်းတစ်ခုမှသူတငယ်ချင်းအစ်စ်တွေရလာပြီဆိုရင်လေနေ့လိုကလေးကဘလို့ဖြစ်လို့လူကြီးတွေနဲ့ငါပေါင်းနေနိုင်တာလေအမြဲတမ်းသူ့ကိုကလေးတယောက်လိုမျိုးဆက်ဆက်နေသူ့အတွက်ဘလို့မျိုးဖြစ်လာလဲဆိုတော့သူ့ကောင်လေးကသူ့ကို supportive မပေးချစ်တော့ချစ်တယ်မုန်းနေသူတွားစားတယ်အပြင်နေထွက်တယ်ဒါပေမဲ့သူ့ကိုလူကြီးတယောက်လိုမျိုး respect မရှိဘူးလို့သူကတဖြည်းဖြည်းခံစားလာရတယ်ဒါပေမဲ့သူတို့ relationship ကကြာလားဆိုအရင်ကြာပြီ4 5 6နှစ်9နှစ်ရှိပေါ့နော်ဒါပေမဲ့အဲ့တောက်လျှောက်တစ်ခုလုံးမှာလဲသူ့ကောင်လေးကသူ့ကိုအဲ့လိုမျိုးချစ်ပေမဲ့ဘယ်လိုပြောမလဲ negative words ပဲအမြဲတမ်းပြောတတ်တဲ့ကောင်လေးတယောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာသူတို့အသွဲလဲပြောမယ်ဆိုရင်ပြတ်သွားပြီပေါ့နော်ကောင်လေးကသူ့ကိုချစ်တယ်ကောင်မလေးကလည်းဒီ relationship မှာအချစ်ခံရတယ်ဒါပေမဲ့ကောင်မလေးကသူ့ကောင်လေးစီကဘာမရဘူးလဲဆိုရင်အားပေးစကားဖြစ်တယ်အော်ဘေဘီနေလို့ကြည့်လိုက်ပါနေလို့ရင်တော့အောင်မြင်ပါပါငါတို့အတူတကွစူးစမ်းကြည့်မယ်အဲ့လိုမျိုးပြောတတ်တဲ့ချစ်သူတယောက်ဖြစ်ဖို့ကျမတို့အယောက်ချင်းစီတိုင်းကလိုအပ်တယ်ပေါ့နော်အဲ့ဒါလေးကကျမတို့ relationship တစ်ခုမှာတယောက်နဲ့တယောက် support ပေးတဲ့ boyfriend support ပေးတဲ့ girlfriend ဖြစ်ဖို့အရေးကြီးတယ်ဆိုတဲ့ဟာလေးကိုကျမဒီနောက်ပိုင်းမှာပို့ပြီးနားလည်လာတယ်ပေါ့နော်အဲကြောင့်မို့ကျမတို့သွားတက်တာထဲမှာကျမတို့ရဲ့ relationship မှာပြဿနာတက်နေရဆိုရင်ဒါလေးကို check ကြည့်ပါတင်းရဲ့ကောင်းပါလေဒါမှမဟုတ်တင်းကောင်းလေးကအရင်ညီးတွားတဲ့သူဖြစ်နေလားဒါဆိုရင်တော့တေချာရဲ့တင်းကိုသူကအမြဲတမ်းညီးတွားခြင်းတွေပဲပြီးလို့ရှိရင်တင်းကိုယ်တိုင်လည်းမပျော်ရွှင်ရတော့ဘူးတင်းကိုယ်တိုင်ကရောတင်းရဲ့ချစ်သူအမြဲတမ်းညီးတွားတဲ့သူဖြစ်နေလားဒါဆိုရင်တေချာပေါ့တင်းရဲ့ relationship ကဘယ်တော့မှပျော်ရွှင်ရမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ညီးတွားခြင်းကကျွန်တော်တို့ကျမ်းစာထဲမှာရှိရယ်ညီးတွားခြင်းကအယိုးတွေကိုတော့တွေးချောက်စေဒါပေမဲ့စိတ်ရွှင်လန်းပြီးတော့မှအားပေးခြင်းကကြတော့အားဖြစ်စေတာဖြစ်တယ်အဲကြောင့်ကျွန်မဒီနေ့ဒီဟာလေးကိုကျွန်တော်ပြောပြချင်တယ်ပေါ့နော် relationship တော်တော်များများမှာကျမတို့က supportive person ဖြစ်ဖို့လိုတယ်။တကယ်တော့အားပေးတတ်တဲ့ culture ကိုတည်ဆောက်ဖို့လိုတယ်။ကိစ္စတည်တည်လေးပဲဖြစ်နေပါစေကျမတို့ကအားပေးတတ်တော်သူဒီလိုအလေးချင်းဆိုတာကျမတို့ကလေ့ကျင့်ယူရတယ်။ပြုစုပြောထောင်ရတယ်။ကျမဒါလေးကိုပြောပြချင်တယ်။ကျမတရက်ပေါ့နော်။ကျမရဲ့ခင်မွန်းတယ်နဲ့ကျမချစ်သူဖြစ်နေတဲ့အချိန်တော့ကျမတို့က MC လုပ်ရတယ်ပေါ့နော်။အဲ့ဒီမှာသူ့ရဲ့very first MC တို့အဲ့လိုမျိုးတဘာပတိလောက်ရတယ်ပေါ့နော် MC လောက်ရတဲ့နေ့မှာ तू ကအဲ့အရှိပိုင်းလေးမှာ MC လောက်ပြီးတော့သူ့အစီအစဉ်ပြီးသွားပြီးတော့မှနာ break ဖြစ်သွားတဲ့အချိန်မှာချက်ချင်းကျွန်မစီဖုန်းခေါ်လာတယ်အဲ့ဒါသူချက်ချင်းဖုန်းခေါ်လာကျွန်မလည်းအဲ့အစီအစဉ်ကိုကြည့်နေတာဒါပေမဲ့ तू ချက်ချင်းကျွန်မကိုဘာပြောလဲဆိုတော့ baby တဲ့ကိုဒီနေ့ MC လောက်တာလေးအဆင်ပြေလားဆိုတော့ကျွန်မအဲ့နေ့မှာဘာခံစားရလဲဆိုတော့အော်လို့လူတိုင်းကကိုတခုခုလုံးလို့ရှိရင်ကိုချစ်တဲ့လူကိုချက်ချင်းတတိရတယ်ကိုချစ်တဲ့လူကိုအားပေးတဲ့အတန်လေးကိုကြားကျင်တယ်အဲ့ဒီမှာကျွန်မသူ့အရန်တော့မပြည့်စုံသေးဘူးအိမ်ကြီးကဒါပေမဲ့ကျွန်မသူ့ကိုဘာပြောလိုက်လဲဆိုအရန်ကောင်းတယ်အရန်နားထောင်လို့ကောင်းတယ်အရန်အဆင်ပြေဆိုရဲကြားတဲ့အချိန်မှာသူ့စိတ်ထဲမှာသူ release ဖြစ်သွားတယ်အဲ့ခါမှာအဲ့ဒီနေ့လေးကိုကျွန်မအမြဲတမ်းမှတ်မိရပေါ့နော်ဒါကြောင့်တစ်ခုခုကျွန်တော်တို့ relationship မှာကျွန်တော်တို့တယောက်ကိုတယောက်အားပေးတတ်တဲ့လူဖြစ်ဖို့အရေးကြီးတယ်ကျွန်မကိုယ်တိုင်လည်းအရင်တော့အရင်ညီးတွားတတ်တဲ့လူဖြစ်တယ်အဲဒါကြောင့်ကျွန်မအရင်တော့ relationship တွေဘယ်တော့မှကြာမခံဘူးဘာလို့ဆိုတော့ကျွန်မအရင်ညီးတွားတော့ဘယ်သူမှကျွန်မတန်အောင်မခံနိုင်ဒါပေမဲ့ကျွန်တော်တို့တင်ယူတယ်အဲကြောင့်ကိုကညီးတွားတတ်တဲ့လူဖြစ်နေဆိုရင်လည်းဒီအကျင့်စိုးကိုကပြုပြင်လို့ရတယ်တကယ်လို့ကိုရဲ့relationship ကိုရဲ့ချစ်သူကောင်လေးကောင်မလေးကညီးတွားတဲ့နေရဆိုရင်လေကိုကသူ့တဖြည်းဖြည်းနဲ့ပြောပြတကယ်လို့ပြောပြလို့မှသူမပြေဘူးဆိုရှင်လေဒါက
maybe this is not your person အမြဲတမ်းညီးတွားတဲ့လူနဲ့တော့ကျမတို့တစ်သက်လုံးနေနိုင်မှာမဟုတ်ညီးတွားတဲ့လူနာမှာနေလဲကျမတို့မှာစိတ်သက်ကြလာတယ်လောက်ရမယ့်အမှုကြီးတွေကိုမပြီးစီးနိုင်ဘူးဒါကြောင့်ဒီနေ့မှာကျမဒီຢာလေးကိုပြောပြချင်တယ်တယောက်နဲ့တယောက်အားပေးတဲ့ချစ်တူဖြစ်ဖို့အရင်ရေးကြီးတယ်တင်းရဲ့ relationship မှာတင်ကအဲ့ဒီလူအတွက်တစ်ကမ္ဘာလုံးနဲ့ညီမျှတဲ့လူဖြစ်တယ်တင်မှာအဲ့ဒီခွန်အားရှိတယ်ဒါကြောင့်တင်အားပေးခြင်းကတင်းရဲ့ partner တင်းရဲ့ boyfriend တင်းရဲ့ girlfriend ကိုသူကအရာအလုံးလုံးဆောင်နိုင်တဲ့ခံစားချက်ကိုပေးတာဖြစ်တယ်ဒါကြောင့်ရွှေတွေပေးမှငွေတွေပေးမှလူချင်းသားတွေဝယ်ပေးမှထက်ကျမတို့ကကျမတို့ချစ်တူကျမတို့ရဲ့အိမ်အောင်ဘက်ကျမတို့ရဲ့ခင်ပွန်းတဲ့တင်းရဲ့ဇနီးတဲ့အားပေးခြင်းကအရာအလုံးထက်ပိုတယ်ဆိုတဲ့ဟာလေးကိုပြောပြချင်တယ်ဒါကြောင့်အရင်ညီးတွားတတ်တဲ့အကျင့်ဆိုရှိလို့ရှင်လဲကျမတို့ဒီအကျင့်ဆိုပြောင်းလဲယူလို့ရတယ်တယောက်နဲ့တယောက်အားပေးခြင်းအပြင်တိတ်ကိုလှပပြီးတော့မှခိုင်မာတဲ့ relationship ကိုတည်ဆောက်တဲ့သူများဖြစ်ဖို့ကျမအနေနဲ့ခွန်အားပေးချင်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်